တာတူညီမျှကလေးတို့ဘဝကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့အတည်ပြုချက်အရကမ္ဘာလူဦးရေရဲ့16%ဟာမတန်ဆွမ်းသူများဖြစ်ပြီးထိုလူဦးရေရဲ့80%ဟာဖွံ့ဖြိုးဆဲနိုင်ငံတွေမှာနေထိုင်ကြပါတယ်။ဤသူများနောက်တွင်မချမ်းရေးစေရဆိုသောရည်ရွယ်ချက်ဖြင့်1992ခုနှစ်ကစပြီးဒီဇင်ဘာလ3ရက်နေ့ကိုအပြည်ပြည်ဆိုင်ရာမတန်ဆွမ်းသူများနေ့ဖြစ်သတ်မှတ်ခဲ့ပါတယ်။လူသားအလုံးရဲ့ဖန်တီးဖြစ်တည်လာတဲ့ဘဝတွေကမတူညီကြပါဘူး။အဲ့ဒီမတူညီခြင်းဆိုတဲ့ကန့်သက်ချက်ကိုအားလုံးတူတူနှွေးထွေးကျင်နာမှုနဲ့တန်းတူညီသူဖြစ်အောင်ဖန်တီးပြုပြင်လို့ကြားနိုင်ပါတယ်။ဒီနေ့ကမတန်ဆွမ်းသူတွေရဲ့အာမန်ဖန်တီးမှုနဲ့ဥဆောင်နိုင်မှုကိုဂုဏ်ပြုတဲ့နေ့ဖြစ်တယ်လို့သူတို့ရဲ့အခွင့်အရေးတွေကိုလေးစားရမယ့်အခြေခံအုတ်မြစ်နေ့လည်းဖြစ်ပါတယ်။ကုလသမဂ္ဂရဲ့အဆိုအရမတန်ဆွမ်းသူဆိုတာရုပ်ပိုင်းစိတ်ပိုင်းဉာဏ်ရည်ပိုင်းဒါမှမဟုတ်အာယုံခံစားမှုဆိုင်ရာချိုးယင်းချက်တွေကိုရေရှည်ခံစားနေရပြီးလူ့အဖွဲ့အစည်းမှာအပြည့်အဝပါဝင်ဖို့အဟန့်တားတွေရင်ဆိုင်နေရသူတွေကိုဆိုလိုတာပါမတန်ဆွမ်းသူဆိုတဲ့ခေါင်းစဉ်အောက်မှာဘလို့သူတွေပါဝင်တယ်လဲဆိုရင်အမြင်အာယုံမတန်ဆွမ်းသူအကြားအာယုံမတန်ဆွမ်းသူကိုယ်အင်္ဂါမတန်ဆွမ်းသူဉာဏ်ရည်မတန်ဆွမ်းသူဆိုပြီးအခုလိုမျိုးခွဲခြားထားပါတယ်ရှင်ဒီလိုခွဲခြားထားခြင်းအပြင်သူတို့နဲ့သက်ဆိုင်တဲ့ပညာရေးကျန်းမာရေးစတဲ့တင့်တော်တဲ့ထောက်ပံ့မှုတွေကိုတေချာထောက်ပံ့ပေးနိုင်ပြီးမတန်ဆွမ်းသူအသီးသီးရဲ့စိတ်ခံစားချက်တွေကိုလည်းပုံမူကောင်းမွန်လာအောင်ဆောင်ရွက်လာနိုင်မှာပဲဖြစ်ပါတယ်ရှင်ဒီလိုမတန်ဆွမ်းကလေးတွေကမှမတန်ဆွမ်းမဟုတ်သောကလေးတွေနဲ့အတူပညာသင်ကြားနိုင်မှုအတွက်အတူတူကပညာသင်ကြားပေးတဲ့လူတိုင်းအကျုံးဝင်ပညာရေး Inclusive Education စနစ်နဲ့လူမှုပတ်ဝန်းကျင်မှာတန်းတူညီမျှနေနိုင်ရေးအတွက်ဝိုင်းဝန်းကူညီပေးဖို့လိုအပ်ပါတယ်ရှင်ဒီမတန်ဆွမ်းကလေးတွေဟာမတန်တော်လဲစွမ်းဆောင်နိုင်စွမ်းအရေးချင်းကိုစီရှိကြတဲ့ကလေးတွေဖြစ်ပါတယ်လူမှုအဖွဲ့အစည်းတွေမှာမတန်ဆွမ်းကလေးများနဲ့ပတ်သက်ပြီးအခုချိန်ထိလွဲမှားစွာခေါ်ဝေါ်သုံးစွဲနေတဲ့အခေါ်အဝေါ်ဝေါ်ဟာရများစွာရှိပါတယ်ရှင်ဒီလိုအခေါ်အဝေါ်တွေကမတန်ဆွမ်းသူတွေကိုတဆင့်နိုင်ပြီးခေါ်ဝေါ်တာဖြစ်တဲ့အပြင်မတန်ဆွမ်းသူတွေရဲ့စိတ်အတွင်းမှာလည်းတခြားသူတွေနဲ့တန်းတူမဟုတ်ဘူးဆိုတဲ့အတွေးတွေဝင်လာစေနိုင်ပါတယ်ရှင်ဒါကြောင့်ဆီယာမတို့လူအတိုင်းဝိုင်းကမတန်ဆွမ်းသူတွေနဲ့ပတ်သက်ပြီးသုံးလုံးခေါ်ဝေါ်ကြတဲ့နန်းစားတွေကတကယ်မှအရေးကြီးတဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်တူနဲ့တူဆက်ဆံတဲ့အခါချိုးရင်းမှုကိုဦးစားမပေးဘဲလူကိုဦးစားပေးတဲ့ person first language ကိုသုံးရပါမယ်ဒီကတော့သူ့နာမည်နဲ့သူခေါ်ဝေါ်သုံးလုံးပေးခြင်းကမတန်ဆွမ်းသူတွေရဲ့လူသားသိက္ခာကိုအလေးစားဆုံးခေါ်ဝေါ်တဲ့နည်းဆိုတာတေချာမှတ်သားဖို့လိုတယ်နော်ဒီတားဆီးတွေကိုကြုံလာဖို့ဆိုရင်ကျမတို့အားလုံးကတန်းတူညီမျှလက်လန်းမိနိုင်အောင်ပံ့ပိုးကူညီပေးကြရပါမယ်အားလုံးအကျုံးဝင်တဲ့လူမှုအတိုင်းအဝန်တစ်ခုဖြစ်အောင်ဝိုင်းဝန်းကူညီပေးကြဖို့လည်းလိုအပ်ပါတယ်ရှင်အသက်ဆွမ်းသူတွေအတွက်အသုံးပြုတဲ့နည်းပညာတွေနဲ့အထောက်အကူပြုပစ္စည်းတွေများစွာတွေကမှ Heinz နီလေးကဆရာမတို့တွေဝိုင်းဝန်းကူညီနိုင်မယ့်နည်းဖြစ်လို့အားလုံးကိုမျှဝေပေးခြင်းပါတယ်ရှင် Heinz ဆိုတဲ့စကားစုလေးမှာတလုံးချင်းစီအဓိပ္ပာယ်ရှိပါတယ်ရှင် P physical ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်စေဖို့လေ့ကျင့်သင်ကြားပေးခြင်း I intellectual ဉာဏ်ပညာပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်စေဖို့လေ့ကျင့်သင်ကြားပေးခြင်း L languageဘာသာစကားဆိုင်ရာဖွံ့ဖြိုးတိုးတက်စေဖို့လေ့ကျင့်သင်ကြားပေးခြင်း E emotional စိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်စေဖို့လေ့ကျင့်သင်ကြားပေးခြင်း S social လူမှုပေါင်းသင်းဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်စေဖို့လေ့ကျင့်သင်ကြားပေးခြင်းဆိုပြီးတစ်ခုချင်းစီအဓိပ္ပာယ်လေးတွေရှိပါရဲ့ရှင်ဒီလိုနည်းလမ်းတွေနဲ့ပံ့ပိုးကူညီပေးမယ်ဆိုရင်ဒီမတန်ဆွမ်းကလေးတွေဟာမတန်ဆွမ်းမဟုတ်သောကလေးတွေနဲ့အတူတန်းတူညီမျှအခွင့်အရေးကိုရရှိခံစားနိုင်ကြမှာပဲဖြစ်ပါရဲ့ရှင်မတန်ဆွမ်းမဟုတ်သောကလေးတွေနဲ့မတန်ဆွမ်းကလေးတွေဟာတန်းတူပါပဲမတန်ဆွမ်းကလေးတွေကိုလည်းရွေးထွေးထွေးနဲ့တန်းတူဆက်ဆံပြီးလက်တွဲခေါ်ရပါမယ်ရှင်တာရုံညီမျှကလေးတို့ဘဝကိုရရှိပိုင်ဆိုင်ပြီးရည်ရှိတည်တဲ့အနာဂတ်အတွက်မတန်ဆွမ်းသူတွေရဲ့ဥစားမှုကိုမြင့်တင်ကြရင်မတန်ဆွမ်းသူများ၏လူမှုဘဝမြင့်တင်လို့အားလုံးကျုံးဝင်သည့်လူမှုအတိုင်းအဝန်စီတို့